ခုပြောမဲ့အကြောင်းအရာတွေကတော့ဒါသွေးတိုးယောဂအကြောင်းပေါ့နော်သွေးတိုးယောဂဆိုတာတကယ်တော့အသက်ကြီးလာတဲ့နဲ့မြလူတိုင်းဒါတွေ့ရတဲ့ယောဂတစ်ခုပေါ့နော်အဲကြောင့်အရေးကြီးတယ်နော်ဒါသွေးတိုးကြောင့်ဆုံးပါသွားတဲ့လူတွေလည်းအများကြီးပဲနော်အဲကြောင့်မသူ့ကို silent killer ပေါ့နော်အတန်တိတ်လူသက်သမားလို့အဲ့လိုတောင်ပြောကြတယ်နော်အဲ့လိုရှိတယ်အဲကြောင့်သွေးတိုးယောဂဘယ်ချိန်မှာဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုတစ်ချက်ပြောပြချင်တယ်နော်ဒါဘယ်ဘက်မှာဒါပုံမှန်လူတယောက်ရဲ့သွေးကြောဒီညာဘက်ကိုကြည့်လိုက်တဲ့အခါမှာဒါသွေးတိုးယောဂရှိတဲ့လူရဲ့သွေးကြောဘာကွာလဲဆိုတော့ဒီဘယ်ဘက်မှာရှိတဲ့ပုံမှန်လူတယောက်မှာဆိုရင်ဒါသွေးကြောရဲ့နော်ဒီသွေးကြောနံရံနဲ့အဲ့လောက်မထူသေးဘူးပေါ့နော်ဒီသွေးတိုးယောဂရှိတဲ့လူရဲ့သွေးကြောနံရံတွေကတဖြည်းဖြည်းနဲ့ထူးလာပြီးတော့သွေးကြောတွေကျဉ်လာတယ်ပေါ့နော်အဲ့ရနေစပြီးတော့သွေးတိုးယောဂဆိုတာဖြစ်လာတယ်ပေါ့နော်ဒါလည်းဒီခုနပြောခဲ့တယ်လို့ပဲနော်ဒါပုံမှန်လူတယောက်ရဲ့သွေးကြောရဲ့သွေးတိုးယောဂရှိတဲ့လူတယောက်ရဲ့သွေးကြောပေါ့နော်သွေးတိုးယောဂရှိတဲ့လူတယောက်ရဲ့သွေးကြောတွင်းနေရပေါ့နော်အချိန်ကြာလာတဲ့မြနေရထူးလာတဲ့အခေါင်းကကျဉ်သွားတယ်နောက်ပိုင်းမှာတော့လုံးဝကိုပိတ်သွားတဲ့အချိန်မှာဒါသွေးတိုးယောဂရဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေစပြီးခံစားရတယ်ပေါ့နော်အဲ့တော့ဒါကတော့ခုနကဟာပြန်ပြောပြတဲ့သဘောပါအဲ့ဒါပုံမှန်လူတယောက်ကတော့သွေးတိုးယောဂမရှိဘူးဆိုကျွန်တော်တို့ရဲ့သွေးကြောတွေရာပေါ့နော်ကျုံနေဆန့်နိုင်တဲ့သဘောရှိရပေါ့နော်ကျုံနေဆန့်နိုင်တဲ့သဘောရှိတဲ့အတွက်ကြောင့်မို့ငယ်ရွယ်တဲ့လူတွေမှာဆိုရင်ငန်းစားလည်းတိတ်တော့မတူဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့မှာရှိရဲ့သွေးကြောမှာရှိရဲ့ကြွသားလေးတွေကျုံနိုင်ဆန့်နိုင်တာဖြစ်တဲ့အတွက်ကြောင့်နော်အဲကြောင့်ပုံမှန်အပြင်သွေးတိုးယောဂရှိရဆိုရင်ကျွန်တော်တို့ကဟောပေါ့နော်140 90ကျော်ပြီဆိုရင်တော့သွေးတိုးယောဂရှိနေတယ်ပေါ့နော်အဲ့လိုမျိုးပြဒါကတော့အဆင့်1နဲ့3ကတော့ဒါနော်သွေးတိုးယောဂရဲ့အဆင့်နဲ့3တော့ကိုကဘယ်အဆင့်ရောက်နေဘယ်အဆင့်မှာစသေးတာတော့ဆိုတာမျိုးဟုတ်ပေါ့နော်သိအောင်လို့ဒါပြောပြတဲ့သဘောပေါ့နော်အများသောအားဖြင့်တော့အသက်40ကျော်လာပြီဆိုတော့သွေးတိုးယောဂစရှိတတ်တယ်ပေါ့နော်အဲကြောင့်ဟိုသွေးပေါင်မချိန်ဘူးသေးဘူးဆိုတော့ချိန်ကြည့်ရမှာပေါ့တချို့တော့ခေါင်းမခေါင်းနောက်မှပေါ့နော်နောက်ကျောတက်မှပေါ့အဲ့လိုမျိုးမှစချိန်တဲ့ချိန်မှာ140 90ကျော်သွားတဲ့ချိန်မှာသွေးတိုးယောဂစရှိရလို့သိသွားတယ်ပေါ့နော်ကိုယ်ဆောင်မိခင်တွေကလည်းဒါသွေးတိုးယောဂရှိနိုင်တယ်နော်အဲ့ဒါကခဏဟော်မုန်းယောဂတွေပေါ့နော်တခြားတချို့ဆေးတွေပေါ့နော်ဒါတွေကလည်းသွေးတိုးယောဂကိုဖြစ်စေနိုင်တယ်ပေါ့နော်သွေးတိုးကြောင့်ဘာယောဂတွေဘာတွေဖြစ်နိုင်လဲပေါ့နော်သွေးတိုးကြောင့်ဒီဖြတ်ယောဂဖြစ်နိုင်တယ်နော်ဒီဖြတ်ယောဂမှာဆို2မျိုးဖြစ်တယ်ပေါ့နော်သွေးကြောအုံနောက်သွေးကြောပိတ်တာအုံနောက်သွေးကြောပေါက်တာပေါ့အဲ့ဒါကတော့ပုံမှန်အတိုင်းကိုတချမ်းရတဲ့မှာတော့ပေါ့နော်လေဖြတ်သွားတယ်ကိုတချမ်းတည်သွားတယ်ဒီလိုမျိုးပြောတာဒါပေမဲ့ကျွန်တော်တို့ဆရာဝန်တွေနဲ့ပြောနေတာပေါ့နော်ကုဖို့ရတော့ကဒါအရေးကြီးရယ်ဘာကြောင့်လဲဆိုတော့ဒီဖြတ်တက်မှာဆို2မျိုးဖြစ်နေတယ်မှာသွေးကြောပိတ်တာလားသွေးကြောပေါက်တာလားဆိုတာအရင်ဆုံးအဲ့ကောင်ကိုပြန်ပြီးတော့ရှာတာအဲ့လိုမျိုးရှာပြီးဆိုတော့ကျွန်တော်တို့ကကွန်ပျူတာဓာတ်မှန် CT လို့ခေါ်တဲ့ကွန်ပျူတာဓာတ်မှန်နော်အဲ့ဒါရှိဖို့လိုတယ်ပေါ့အဲ့ဒါမရှိတဲ့နေရာတွေဆိုရင်တော့ကျွန်တော်တို့လေဖြတ်ယောဂကိုကုရတာတော့ခက်ပါတယ်နော်ဒါအုံနောက်သွေးကြောပိတ်တာနော်ဒါကျွန်တော်တို့ငယ်နော်လေခွင်းတွေထဲမှာရေတင်တဲ့အခါမှာဒါပိုက်တင်နဲ့ဆွဲတင်ရအဲ့လိုတင်တဲ့အခါမှာအတွင်းဖိအားပေါ့နော်အတွင်းရဲ့ရေဖိအားကိုမခံနိုင်တဲ့အခါမှာပိုက်တွေကဒီလိုပဲပါပြီးပေါက်သွားတာပေါ့နော်အဲ့လိုပေါက်သွားလို့ဆိုတော့အဲ့လိုပဲကျွန်တော်တို့အုံနောက်သွေးကြောတွေကလည်းနော်တချို့နေရာတွေထူတယ်လို့ပြောမယ်တချို့နေရာရောက်တော့ပါနေတယ်အဲ့လိုမျိုးပါတဲ့နေရာရောက်တော့ဒီထူတဲ့နေရာတော့ကိုဖိအားပို့ပြီးတော့သူခံရတယ်အဲ့လိုမျိုးရောက်တော့ပေါက်သွားတာပေါ့နော်အဲ့ဒါသွေးကြောထူပြီးဘာလို့သွေးကြောပေါက်တာပါလဲဆိုပြီးတော့အဲ့လိုဒုရဖြစ်နေမှာဆိုတော့တချို့သွေးကြောထူတယ်ဆိုတာလဲညီညာထူးနေမှာတချို့ပါတဲ့နေရာလေးရှိအဲ့ပါတဲ့နေရာဒီကဲသွေးကြောဖိအားတံကိုအများဆုံးဘူခံရတာပေါ့နော်အဲ့လိုခံရတဲ့အချိန်မှာသူပေါက်လွယ်တဲ့အချိန်မှာ
အုံနောက်သွေးကြောပိတ်တာဖြစ်တတ်တယ်အုံနောက်သွေးကြောပေါက်တာဖြစ်တတ်တယ်အဲ့လိုပေါက်တဲ့အဲ့တော့ကိုတခြားလေဖြတ်သွားတဲ့ချိန်မှာပေါက်တာလားပိတ်တာလားဆိုတာရံပြီးတော့ခွဲရတာပေါ့နော်မခွဲဘဲနဲ့တော့ကုမရဘူးနော်နောက်က အုံနောက်ဟာသူကနှလုံးသွေးကြောမှာရှိရဲ့သွေးကြောလေးတွေပိတ်သွားတဲ့ခါလဲနှလုံးသွေးကြောပိတ်တာနှလုံးသွေးကြောပုတ်တာပေါ့နော်အဲ့လိုတွေဖြစ်နိုင်တယ်ပေါ့နော်နောက်ကဒီကြောက်ကတ်တွေကလည်းဒီသွေးဖိအားတံမခံနိုင်တဲ့ခါမှာကြောက်ကတ်တွေပဲပျက်စီးတတ်တယ်ပေါ့နော်တခါတည်းမှမဟုတ်ပါနဲ့အများအားဖိအားတံကိုယ်ရတာမသိတာခန္ဓာကိုယ်ကြီးကသူ့အနေနဲ့သူဖြစ်နေကြအဲ့လိုဖြစ်နေတဲ့အချိန်မှာသွေးတွေကတစ်ချိန်လုံးတိုးနေတဲ့အချိန်မှာဒီကြောက်ကတ်တွေကဖိအားတံမခံနိုင်ချိန်မှာနာလာရှိကြောက်ကတ်ယောဂါတွေခံစားရတဲ့ပေါ့နော်တချို့ဆိုရင်သွေးတူးမှမသိဘဲနဲ့ဒီမှာနော်ဒီကြောက်ကတ်ထိပြီဆိုမှသာလဲဒါသွေးတူးယောဂါရှိရဆိုသိသွားတကယ်တော့အဲ့ချိန်မှာအရာကိုနောက်ကျသွားပြီပေါ့နော်သွေးတူးကြောင့်ဖြစ်သွားအဲ့ကြောင့်ကြောက်ကတ်ကလည်းပြန်ကောင်းဖို့တော်တော်မလွယ်တော့ပါဘူးနော်အဲ့ချိန်မှာဆိုရင်တော့အဲ့ကြောင့်မို့သွေးတူးယောဂါရှိရနေပြန်တယ်ကျွန်တော်ကုသရမယ်ပေါ့နော်မျက်စိမှာဆိုရင်လည်းမျက်စိသွေးကြောတွေပဲပိတ်တတ်တယ်နော်အဲ့ကြောင့်သွေးတူးယောဂါကိုကျွန်တော်တို့ဘယ်လိုကာကွယ်ကြမလဲပေါ့နော်အဲ့ဒါကိုယ့်ရဲ့နေထိုင်တဲ့ပုံစံနဲ့ပေါ့နော်သွေးတူးယောဂါဖြစ်စေနိုင်တဲ့အကြောင်းတွေလည်းပါသလားဆိုတော့လည်းကိုယ်တိုင်ပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်နော်နောက်ပြီးငချောင်းငံပြားရည်တွေရက်စားတွေပေါ့နော်စားရဆိုတော့အငန်းတွေပါရှော့စားမှာပေါ့နော်နောက်တစ်ခုကပေါ့နော်အစိမ့်တွေကြိုက်တယ်လို့လည်းအစိမ့်တွေကိုရှော့စားရမယ်နော်ကျွန်တော်တို့အများသောပြန်တော့အစိမ့်ဆိုရင်ဆိုရင်တော့ပြေးဝစီမပြေးဝစီပေါ့နော်မပြေးဝစီအဲ့တော့ဒါနော်ဒီနန်းတွေကနေထုတ်လို့ရရှိတဲ့စီတွေပေါ့နော်အဲ့ကောင်တွေကတော့ခန္ဓာကိုယ်အတွက်တော့လိုအပ်တယ်ကျန်တဲ့ပြေးဝစီတွေကတော့ခန္ဓာကိုယ်တို့စိုးကျိုးကိုဖြစ်စေတတ်တယ်နော်တချို့မပြေးဝစီတွေကိုပေါ့နော်မပြေးဝစီတွေကိုပေါ့နော်ရေခံအောင်ဓာတုပစ္စည်းထည့်လိုက်တယ်ဆိုရင်လည်းဒီကောင်ကလည်းခန္ဓာကိုယ်အတွက်ပေါ့နော်စိုးကျိုးဖြစ်စေနိုင်တဲ့အစီတွေဖြစ်သွားတတ်တယ်နော်ရက်တွေဆေးလိပ်တွေဘီယာတွေနော်ဒါရလွန်ကျွံတောက်ချင်းရတယ်တွေ့ယောဂါကိုဖြစ်စေနိုင်တယ်နော်ကိုနေထိုင်တဲ့ပုံစံကနော်အဲ့ရတဲ့အိတ်တာထိုင်နေတာပဲပေါ့နော်အများနဲ့စားနေတာပဲအများနဲ့ကြည့်နေတာပဲလှုပ်ရှားမှုကလည်းနည်းတယ်လူကြီးကလည်းဝါကြီးပေါ့နော်ဂိမ်းကလည်းစော့ကျင်သေးတယ်အဲ့ဒါဆိုရင်တော့ဒါသွေးတိုးနိုင်တဲ့လားလာတယ်အများကြီးရှိတယ်နော်ဘာတွေကိုပြုလုပ်ဖို့လိုအပ်တဲ့တော့ပေါ့နော်လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်နော်တရက်ကိုမိနစ်20လောက်နော်အားကစားတစ်ခုကိုလုပ်ရမယ်နော်တပတ်အနည်းဆုံးတော့တပတ်ကို9ရက်လောက်တော့လုပ်သင့်တယ်ပေါ့နော်အဲ့ဒါမှသာလေပေါ့နော်သွေးတိုးယောဂါကိုထိမ့်သိမ့်နိုင်မှာဖြစ်တယ်ပေါ့နော်သွေးကြစေကိုပုံမှန်တောက်မယ်သွေးတိုးရှိရနေပြန်လေသွေးကြစေတော့ပုံမှန်တောက်မယ်ကိုတောက်တဲ့သွေးကြစေနဲ့ကိုယ့်ရဲ့သွေးပေါင်းနဲ့ကိုင်မကိုက်ကလည်းပေါ့နော်ဆန်းစစ်ဖို့တော့လိုတယ်ပေါ့နော်အဲဆိုတချို့ကတော့သွေးကြစေတော့တောက်နေတာသွေးကြစေတော့တောက်နေပါဒါပေမဲ့ကိုယ့်ရဲ့သွေးပေါင်းဘယ်တော့လဲချိန်လဲ160 190အဲ့လောက်ကလည်းမစင်းဘူးဒါလည်းမဖြစ်တယ်တချို့ကတော့လည်းသွေးကြစေတော့တောက်ပါရဲ့ခုနကအငန်းနေပါရဲ့လည်းမလျှော့ဘူးဒီလိုလည်းမဖြစ်တယ်တချို့ကတော့လည်းသွေးပေါင်းသွေးကြစေတောက်တယ်တောက်တဲ့ကြောင့်မို့သွေးပေါင်းကပုံမှန်တိုင်းပြန်ဖြစ်သွားပြီပုံမှန်တိုင်းပြန်ဖြစ်သွားရင်ငါသွေးရောမရှိဘူးဆိုပြီးတော့သွေးကြစေတွေဖြတ်လိုက်တယ်အဲ့လိုမျိုးတွေလည်းကြုံတွေ့နေရတယ်ပေါ့နော်အဲ့ဒါလေးလည်းစင်ကြင်ဖို့ပြောပြတာပါအဲ့ကြောင့်သွေးပေါင်ကိုတော့ပုံမှန်တိုင်းပေါ့နော်ဒါမှသာလဲကိုတောင်းတဲ့သွေးကြစေကကိုရဲ့သွေးပေါင်နဲ့ကင်မကိုက်ပေါ့နော်ပြန်လဲဆန်းစစ်ဖို့လိုတယ်ပေါ့နော်ကိုဝင်ဆောင်မိခင်တွေလည်းကိုဝင်အမျိုးသမီးတွေလည်းကိုဝင်ဆောင်ရှိလာပြီဆိုတော့ဒေသန္တရဒါမှမဟုတ်နီးတဲ့ဆေးခံကိုတော့ပုံမှန်လေးပြသင့်တယ်ပေါ့နော်တချို့တော့သွေးတူးယောဂါရှိတဲ့လူကကိုဝင်ဆောင်ဖြစ်သွားတယ်ဆိုရင်တော့ဒါကိုကအမြဲတတိထားမှာဘာကြောင့်လဲဆိုတော့သွေးရဲ့ပိုးတိုးနိုင်တယ်နော်တချို့တော့လည်း
ကိုဝင်ဆောင်ရှိမှလာသူရတိုးတတ်တယ်အဲကြောင့်မို့ဘာပဲဖြစ်ဖြစ်တော့ကိုဝင်ဆောင်ရှိရင်တော့သွေးတိုးယောဂရှိတတ်တယ်ဆိုတာကိုတော့သိထားတဲ့နေပေါ့နော်သိထားပြီးတော့ပုံမှန်သွေးချိန်ပုံမှန်စေကုသမှုခံယူတဲ့နေနော်အဲကြောင့်မို့သွေးတိုးယောဂရဲ့ဘာနဲ့တူတယ်ဆိုတော့တက်ပင်တပင်ရဲ့ပင်စီနဲ့တူပြီးသွေးတိုးယောဂရဲ့ဆိုးကျိုးတွေအဲ့ဒါသူရဲ့အကိုင်းခက်တယ်နဲ့တူတယ်ပေါ့အဲကြောင့်မို့ခုနပြောခဲ့သလိုပဲသွေးတိုးယောဂကြောင့်ဘာတွေဖြစ်နိုင်လဲဆိုရင်အုံနောက်ခေါင်းအုံနောက်မှာဆိုရင်လေဖြတ်တတ်တယ်နှလုံးမှာဆိုရင်နှလုံးသွေးကြောပိတ်တတ်တယ်ကြောက်ကပျက်စီးတတ်တယ်မျက်စိမြင်အာရုံတွေထိခိုက်တတ်တယ်ပေါ့နော်အဲ့လိုတွေဖြစ်နိုင်တယ်အဲကြောင့်အဓိကအမှတ်သားမှာပါအောင်ဆိုကိုယ်သွေးတိုးရှိမရှိစမ်းသပ်ဖို့လိုတယ်သွေးတိုးရှိရင်သွေးကြစေပုံမှန်တောက်ဖို့လိုတယ်ပုံမှန်တောက်အောင်လည်းမဟုတ်ကိုယ့်ရဲ့သွေးကြစေနဲ့ကိုတောက်နဲ့သွေးကြစေနဲ့ကိုယ့်ရဲ့ယောဂအနေထားနဲ့အဝင်ကြဖြစ်မဖြစ်လဲစမ်းစစ်ဖို့လိုတယ်ငန်းရှောင်းမှာသွေးပေါင်မှန်တိုင်းဖို့လိုတယ်နော်အားလုံးချမ်းသာကြပါစေ